ဖို့အချိန်မရပဲလို့တော့ခါ ရိတ်ခုလုံးနေပါလေမင်းနာမနေရရင်ဘာမှမလို့အတော့တောင်းတတော့ပါရာရာပြီးဆုံးဝါရဲ့တန်ကလေးဒုနီယာဒူလာတွေ့က သမီး你们骗人哦，掉下地嘛，这哪能够都ถ่ายอยู่哦？ ဘာဖြစ်မှလဲဖေရလဲအခုကလည်းတနေ့ရတော့မလဲတမီးကမှသူတစ်နှစ်ပတ်လုံးမျောလဲရအခုကွာလောက်ရက်တယ်ဖေရလဲစဉ်းစားကြည့်လေခုကလေဖေတတိုင်းနေ့ရောက်ခုကလေလင်းကားရဲ့ဘယ်လိုလဲတမီးမှသူ့အချိန်ကြီးဆွဲထားရအခုတော့သွားပါပြီဖေရဲ့ 哦，သမီးရဲ့သမီးပလက်တိုင်းလေးရောက်ဖို့နောက်ထိစိတ်ညစ်စရာလို့လားဘာဖြစ်တော့သမီးရဲ့သမီးကောင်းလေးอ่ะ အဖေရဲ့ तू ကလေအတိုင်းရွယ်ပလက်တိုင်းနေ့ရောက်ခါနီးတည်းရဲ့ဆိုလို့ရှိရင်ကလေပြက်လက်ပြက်ပြီးပြီးကြပလက်တိုင်းနေ့လည်းပြီးတော့ပြန်ရောပြန်တွဲပြန်ပြီး तू အဲ့လိုလုပ်နေတမီးတော့ကလုံးဝအဆင်မပြေဘူးဖေရဲ့ ဟဲ့သမီး你အဲ့လိုကောင်းမျိုးပါလေတနာစလို့ကြိုက်နေရတော့ သမီးကလည်းသူများရဲ့လိုပလက်တိုင်းနေ့မှာရှော့ကလေးပါလေးညာလေးရမလားဆိုပြီးတော့တွဲတာပေါ့ဖေရဲ့အဖေပဲစဉ်းစားကြည့်ဒီနေ့ဆိုလို့ရှိရင်အားစားပွဲလည်းရှုံးသေးရဲ့ကြီးစားမြလည်းပြက်သေးရဲ့ဆိုစဉ်းစားကြည့်ဖေရဲ့ အော်သမီးအဲ့လိုအာကစားလို့ဆိုဘယ်နေဆိုင်ဟုတ်တော့ဘေးကောင်လေးကသမီးအဲ့လိုကြိုက်ကြမှာလို့လက်ပတ်ကြီးမစင်တခါပြီးတော့လက်ပတ်ကြီးပြောလို့ဘောသမီးကလည်း အဲ့လိုဖြစ်နေစမ်းမလို့လေဖေကလည်း तू သမီးကိုတကယ်ချစ်တယ်ဆိုရင်ချစ်နိုင်ရမှာပဲသမီးဘလို့ပဲနေဘလို့ပုံစံနဲ့နေ तू ချစ်နိုင်ရမှာပဲ အဲ့လေဟုတ်တယ်နော်သမီးပြောဟောအဖေနားမနေတော့ကွယ်သမီးသူဆက်ချင်ချိုး ဘလို့ဖြစ်နိုင်မှာလို့ဖေရဲ့သမီးကပဲပြန်ချစ်တယ်မြင်ကြိုက် तू ပြည့်ရှင်တဲ့ခါကျပြက်ပြီးတယ်မြင်ဆိုဘလို့မှအဆင်မပြေဘူး နေနေအဲ့ရတယ်လေရှော့ကလေးစားတယ်ငါနားမနေလို့အခုတော့လေနိုင်ရပါငါဟေမီတူနေလားမသိတော့မယ်သမီး အဲ့နဲ့လာမေးဒီအဖေကြောင့်လည်းရှိရှိဖြစ်မှာဆိုရင်အဖေကလည်းအားကစားလည်းရှုံးကြီးစားနေရလည်းပြက်ပလက်တိုင်းလည်းရှော့ကလည်းစားနေပါဦး မဆူလို့ရှိတယ်လားမသိဘူးလားအဘောနဲ့ပြ အားလုံးဒီတော့တမျိုးလက်ခုံနဲ့အိုကြီးကျန်နေကြားနေရပါတယ်ဆိုရင်မ အော်မဆူလို့ရတယ်ချက်ပေါ်ပြတယ်ယူဆုံးလို့လာခေါ်တာဗျ ဟဲ့စိတ်ညစ်နေပါလေဆိုတော့ချက်ပါပြတယ်ငါတို့ရဲ့ရှက်တခြားတွေတော့ဟောလေ ဒီကမရှိဘူးမဆူလို့လာခေါ်တာ ဟဲ့ငါမလိုက်နိုင်ဘူးနော်ပလက်တိုင်းရဲ့ကမှရီးစားမရှိအောင်ဆိုမှနေနေရအောင်ချက်ပါပြတော့ငါရီးစားဘလို့ရအောင်လဲအဲ့ဆိုငါပလက်တိုင်းရဲ့ချက်ခွင့်စားတော့လေ အော်ချက်လည်းလာမလို့လေဒါမီးရဲ့ဆိုင်မှာတခုတရာပဲဗျ အဲ့တခုတည်းငါဘာလို့မလို့ငါစောင့်ငါမလဲရလို့ ဟုတ်ပြီကျွန်တော်ချက်ပေါ်ပြတယ်ဆိုရင် အမလေးသူတို့များငါရွယ်ရမဲ့လားသူငါ့ရွယ်ထူလာပြောရတာရိုင်းဆိုင်အလို့ရှိတာကိုပြန်ပြီးနေရပဲကောင်းပါလေခွဲရိတ်ခုနေပါလေအဲ့ဒီရှင်ရလဲဆိုအောင်ဆိုရှင်တော့ကွာဘာမှဖြစ်ဘူးငါအဲ့ကောင်လုံးဝမဆက်သွဲငါတည့်ရနဲ့လို့ကငါဘယ်အစ်ချာရမယ်အဲ့ငါရဲ့ခံရှိပဲအဲ့ငါရဲ့ဥဒိရှိပဲလာတော့မယ်ခံစားနေနဲ့